ဒီ iPhone 14 Pro Max လေးကတော့18သိန်းနဲ့ရပါမယ်ခင်ဗျာတော့ iPhone 14 Pro Max ပါ ID ရှင်းပါမယ် reset ချလို့ okay ပါမယ်ခင်ဗျာ page ထူတော့အားလုံး okay ပါမယ် ID ရှင်းပါတယ် reset ချလို့ရပါတယ်ခင်ဗျာ iPhone 14 Pro Max ကို model 14 Pro Max ZBA region လေးပါ memory အားဖြင့် 2/6GB ပါပါတယ်ဗျfile history ထဲမှာဆိုရင်တော့ battery service ကလေးပြထားတာရှိပါတယ်ဗျ battery လေးကတော့အားလုံးဘယ်လောက်ရှိအောင်ဆို89ပါဗျ80အောင်ရောက်ယုံလေးပဲရောက်ထားတာပါဒီကောင်ကအားလုံး off file ပါဗျ ID ရှင်းမယ် reset ချလို့ရပါမယ်ကင်မရာကိုကြည့်မယ်ဆိုလို့ရှိရင်အားလုံးကြည့်တော့ရှင်းအားလုံး off file ပါဗျ 0.5 ဒီပါအားလုံး okay ပါတယ်3 zoom အကုန်ဆွဲမယ် zoom အကုန်ဆွဲမယ်ဆိုဟိုအပေါ်မှာပိုင်းအောင်စက်လေးတွေ့ရလားမသိဘူးဒါလေးတစ်စက်တော့ပါသွားမယ်ခင်ဗျာကျန်တာ off file မှာအာမက6လပေးထားပါတယ်ခင်ဗျာဈေးလေးကလည်းတန်တန်လေးနဲ့ပဲသုံးရမှာပါခင်ဗျာအော်မန်လေးဖြစ်ပါတယ်စပီမှာဘာမှပြည့်ချက်မရှိပါဘူး main camera မှာ zoom အကုန်ဆွဲမှာပိုင်းအောင်စက်လေးတစ်စက်ဒါကလတ်တို့ဘာတို့သွားတဲ့အချိန်မှာဝင်လာတာဖြစ်ပါတယ်ဒီကောင်လေးက ID ရှင်း off file လုံးလေးဖြစ်ပါတယ်နောက်ဖုန်းလေးလဲထားတယ်ဗျနော်နောက်ဖုန်းလေးသူ့ရဲ့ origin နဲ့နောက်ဖုန်း color အရောင်က purple နဲ့လာတာပါကောင်း body ဒီ frame လေးလဲထားပါတယ်ဗျနော် body frame လေးလဲထားပါတယ်လုံးဝတည်တက်ချောမောလှပပါတယ်ဗျကိုင်းမယ်ဆိုရင်တန်တန်လေးရပါမယ်ဗျဈေးလေးကလည်း18သိန်းနဲ့ရပါမယ် ZBA region လေးဖြစ်ပါတယ်ခင်ဗျာအောက်ကောင်းမှာမှန်ကားကြတော့သူ့မှာဟိုချစ်ရပွင့်ရလေးတော့ကျွန်တော်မဲသွားအောင်လို့မို့ပါဝါလေးတစ်ချက်ပိတ်လိုက်ပါမယ်ချစ်ရပွင့်ရလေးတော့မကင်းဘူးဗျဟိုလိုစင်လုံးကြောကြီးတော့မဟုတ်ဘူးเนาะချစ်ရပွင့်ရလေးတော့မမကွဲမကပ်ပဲသုံးတဲ့အတွက်ကြောင့်ပါလေးပါပါတယ်ဗျအစိုးကြီးမဟုတ်ပါဘူးပါတဲ့ပြောရုံလေးပါတယ်ဆိုတာပါပဲဝယ်မယ်ဆိုရင်ရန်ကုန်လဲတန်းကမာကြီးမြို့နယ်စံရိပ်ငိန်2ရပ်ကွက်စံရိပ်ငိန်9လမ်းအမှတ်44ကြိုင်လေးမိုဘိုင်းမှာရရှိနိုင်ပါတယ်ခင်ဗျာဘော်ဒီမှာလည်းလဲထားဆိုပေမဲ့အနာစာမရှိပါဘူးတေသက်ချောမောလှပပါတယ်ခင်ဗျာဟော်မန်လေးဖြစ်ပါတယ်ထူးထုံးမှကြအားလုံး okay ပါဖေးလေးတစ်ချက်စမ်းပြတာပါဗျဖေးလေးအားလုံး okay ပါတယ်ဗျကျန်တဲ့ပြည့်ချက်မရှိပါဘူးစင် Wi-Fi Bluetooth အားလုံး okay ပါတယ် body လဲထားတာလွယ်လို့တခြားအစိပ်ပိုင်းပြင်ထားခြင်းမရှိပါဘူးခင်ဗျကျေးဇူးပါကျမ်းမချမ်းသာကြပါစေခင်ဗျာ